ကဲယောဂီများအားလုံးအချိန်မိနစ်40တရားထိုင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့မျိုးသားများကတင်းမြင့်ခွေထိုင်မှာအမျိုးသမီးများလည်းတင်းမြင့်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များအနေနဲ့သင်္ကန်းများတင်းတာကြက်တာမဖြစ်ပါစေနဲ့အမျိုးသားယောဂီများပစိုးတွေအင်ကြီးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့အမျိုးသမီးယောဂီများလုံကြီးတွေအင်ကြီးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့မိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတရားပုံမှာတွင်ကထားညာဘက်ခြေထောက်ကိုအပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေထပ်မိတာမျိုးဖိမိတာမျိုးမဖြစ်ပါစေနဲ့တင်းမြင်ခွေထိုင်တဲ့အရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါမိမိရဲ့လက်အတိုးအရှိကိုမိမိကိုယ်တိုင်အသိဆုံးကိုတေချာချိန်လိုက်ပါလက်မထိန်နှစ်ခုထိထားခြင်းလဲရတယ်လက်မထိန်နှစ်ခုထိလို့အဆင်မပြေဘူးဆိုရင်လက်ကလေးနှစ်ခုကိုရှက်ထားလိုက်ပါခါလေးပုံမှန်ထားပါခါကြီးမဆန့်ပါနဲ့ပုံမှန်လေးပဲထားကောင်းရှိမငုတ်စေနဲ့ကောင်းနောက်လဲမလန်းစေနဲ့အရိယာပုဂ္ဂိုလ်တေချာချိန်လိုက်ပါကောင်းရှိငုတ်ရင်ငိုက်တတ်တယ်ကောင်းနောက်လန်ရင်ကိုယ်ခန္ဓာကိုအရိယာပုဂ္ဂိုလ်မနိုင်ပဲလဲကြတတ်တယ်မျက်စိကိုဇင်းငယ်များမှိတ်ပါမျက်လုံးဖွင့်ထားရင်အယောင်အဆင်းအလင်းတွေဝင်တတ်လို့တဲ့မျက်စိကိုတအားကြီးလည်းမမှိတ်ပါနဲ့မျက်စိတအားမှိတ်ရင်လည်းမျက်လုံးကကျိန်းပြီးမျက်ရည်ပူတွေကျတတ်တယ်အရိယာပုဂ္ဂိုလ်တေချာပြင်ပါစိတ်တိုင်းမကြသေးရင်ပြန်ပြင်ပါပြင်ပြီးပြီဆိုရင်လှုပ်ဖို့မစင်စားပါနဲ့စိတ်တိုင်းမကြသေးရင်အရိယာပုဂ္ဂိုလ်ထပ်ပြီးတော့ပြင်လိုက်ပါဒီအချိန်မိနစ်40အတွင်းမှာအရိယာပုဂ္ဂိုလ်တည်ငြိမ်စွာနဲ့အရိယာပုဂ္ဂိုလ်ခိုင်ခန့်စွာနဲ့အရိယာပုဂ္ဂိုလ်မရိမ့်မရိုင်ပဲတသမတ်ထဲတည်တည်ငြိမ်ငြိမ်ထိုင်နိုင်ဖို့စိတ်တိုင်းကြပြင်ပါမိမိကိုမိမိစိတ်တိုင်းကြပြီလားအရိယာပုဂ္ဂိုလ်ငြိမ်ပြီလားမလုံမရှက်မကုန်းမဖဲ့ပဲနဲ့ဒီအချိန်တော်တွင်းမှာကြာနာနာရှုမှတ်နိုင်ပြီလားမိမိကိုမိမိအတိဆုံးပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြသွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကပ်တဲ့စာလို့ပြောတော့တမာတတိမက္ခင်တတိတွေဘယ်မှမရောက်စေနဲ့တတိတွေဘယ်မှမလွင့်စေနဲ့တတိတွေဘယ်မှမမျောစေနဲ့အဲ့ဒီတတိကိုနာသီဝကိုပို့လိုက်ပါတယ်နာသီဝကိုတတိကံစာလို့ပြောတော့ဓမ္မတတိမက္ခင်ဝင်လေထွက်လေမြင်အောင်ကြည့်တဲ့စာလို့ပြောတော့ဓမ္မဝါယမမက္ခင်နာသီဝလေးလေးတို့ထိဝင်သွားတယ်နာသီဝလေးလေးတို့ထိထွက်သွားတယ်နာသီဝလေးလေးတို့ထိဝင်သွားတယ်နာသီဝလေးလေးတို့ထိထွက်သွားတယ်ဒီသဘောလေးကအထင်ရှားရှိနေပါတယ်အဲ့ဒါကိုဓမ္မဝါယမတဲ့ဝရိယစိုက်ပြီးတော့မြင်အောင်ကြည့်ပါနာသီဝလေးလေးတို့ထိဝင်သွားတဲ့သဘောနာသီဝလေးလေးတို့ထိထွက်သွားတဲ့သဘောသိချကြည့်ပါဝင်လေထွက်လေဆိုတာသဘာဝကြကြရှိပြီးသားပြင်းပြင်းကြီးလည်းမရှူနဲ့ဖြည်းဖြည်းလေးလည်းမရှူနဲ့သူ့သဘာဝအတိုင်းဖြစ်နေတဲ့ရှိနေတဲ့ဝင်လေထွက်လေလေးကိုဝရိယစိုက်ပြီးတော့မြင်အောင်ကြည့်ပေးပါအာယုံတစ်ပါးစိတ်မသွားစေနဲ့
အာယုံတစ်ပါးစိတ်မသွားစေနဲ့အဲ့ဒီဝင်လေထွက်လေပေါ်မှာပဲအာယုံကျနေပါစေတဲ့စာလို့ပြောတော့တမ္မာတမာတိမဂ္ဂင်ဒီစိတ်ဟာတည်နေပါစေတဲ့ဒီစိတ်ဟာကြည်နေပါစေမိမိရဲ့စိတ်တည်နေမှကြည်နေမှခိုင်ခန့်တဲ့တမာတိဆိုတာဖြစ်တာပါမယိမ့်မယိုင်တဲ့တမာတိဆိုတာဖြစ်တာပါနောက်သူကလေးလေးတွန်းတိုက်ဝင်ရင်ဝင်သွားတဲ့သဘောနောက်သူကလေးလေးတွန်းတိုက်ထွက်ရင်ထွက်သွားတဲ့သဘောသိချကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါထင်ထင်ရှားရှားရှိနေပါတယ်ယောဂီတို့အသက်ရှင်နေတဲ့၍ဘဝခန္ဓာယက်တည်နေတဲ့၍အဲ့ဒီဝင်လေထွက်လေဟာရှိနေပါတယ်ဖြစ်လေဖြစ်နေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေလေးငကိုဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုတတိနဲ့စောင့်ကြည့်ပါတတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိတွေမပြောင်းလဲစေနဲ့အာယုံတွေမထွေပြားစေနဲ့စိတ်တွေဟိုရောက်တယောက်မရောက်စေနဲ့စိတ်တွေဟိုပြေးဒီပြေးမပြေးစေနဲ့စိတ်ကခန္ဓာပြင်ပက်လှုပ်ကနေထွက်သွားတတ်တယ်စိတ်ကဟိုအဝေးကြီးကိုလည်းဒိုင်းကနေပြေးသွားတတ်တယ်ခန္ဓာအပြင်ဘက်ကိုစိတ်မထွက်စေနဲ့တတိထာဝရိယဆိုင်တတိနဲ့ကြက်ကြက်စောင့်ကြည့်လိုက်ပါနောက်ဒီဝလေးလေးတွန်းထီဝင်ဝင်သွားတဲ့သဘောသေချာကြည့်ပါမြင်အောင်ကြည့်ပါနောက်ဒီဝလေးလေးတွန်းထီထွက်ရင်ထွက်သွားတဲ့သဘောသေချာကြည့်ပါမြင်အောင်ကြည့်ပါအထင်ရှားအမြင်သာတွေ့ပါလိမ့်မယ်သူ့တဘာဝကြကြရှိပြီးသားသူ့တဘာဝကြကြဖြစ်ပြီးသားအဲ့ဒီရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်ပေးနေုံပဲဝင်လေပဲမလဲရှာစရာမလိုဘူးထွက်လေပဲမလဲရှာစရာမလိုဘူးရှိပြီးသားကြီးလေသူ့တဘာဝကြကြဝင်လေထွက်လေရှိနေတာဖြစ်နေတာကိုဝရိယစိုက်ပြီးတော့တတိလေးနဲ့ကြည်ပေးနေုံပဲအဲ့ဒီလိုဝရိယစိုက်ပြီးတော့တတိလေးနဲ့ကြည်ပေးနေရင်ဩသိနေပြီဝင်လေရှိနေပါတယ်ထွက်လေရှိနေပါတယ်တို့ရဲ့နာသီဝမှာဝင်လေလေးရှိနေပါလားထွက်လေလေးရှိနေပါလားအဲ့ဒီဝင်လေထွက်လေရှိနေလို့တို့အသက်ရှင်နေတာပါလားဩတို့များကမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာတကယ်တော့ဘယ်ဟုတ်မလဲဝင်လေထွက်လေတစ်စုံရှိနေလို့ယောဂီတို့အသက်ရှင်နေတာမသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးခန္ဓာကိုယ်ယက်တည်နေလို့အသက်ရှင်နေတာမဟုတ်ဘူးတဲ့ဝင်လေထွက်လေတစ်စုံရှိနေလို့အသက်ရှင်နေတာတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါစူးစိုက်ကြည်တာတမထတယ်နောက်ဒီကလေးလေးတိုးထီဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီကလေးလေးတိုးထီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုတတိနဲ့ကပ်ပြီးတော့ကြည်တတိနဲ့စောင့်ပြီးကြည်တော့ဩဝင်လေလေးပါလားဩထွက်လေလေးပါလားတည်လာတယ်နော်လောကဓမ္မနေစဉ်တာရည်သမီးစီးပွားရေးနဲ့တွာလာရုန်းကန်လှုပ်ရှားနေတုန်းကဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိဩတို့များမသိနဲ့အဝိဇ္ဇာဦးစီးပြီးတော့အသက်ရှင်နေတာသင်္ခါရကယမ်းလို့လိုချင်မှုတဏှာတွေကဆွဲကပ်
ဘုံဘဝတွေအမျိုးမျိုးကြဒုက္ခတွေရနေတာကြည်စံတို့ဘဝဘလို့အသက်ရှင်နေဆိုတာတို့မသိခဲ့ဘူးအခုမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုတ်ကြီးကိုကမ္မထအောင်ယုံပေါ်တင်းကြည့်လိုက်မှဩဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားဩဝင်လေလေးဖြစ်နေပါလားထွက်လေလေးဖြစ်နေပါလားဆိုသေချာသိလာတယ်တန်ဖိုးကြီးလိုက်တာဒီလိုတန်ဖိုးကြီးမှတို့မသိခဲ့ဘူးဝိပဿနာအစဝင်လေထွက်လေကတဲ့ဝိပဿနာဘလို့စမှန်းလည်းမသိခဲ့ဘူးဝင်လေထွက်လေဘလို့ရှိမှန်းလည်းမသိခဲ့ဘူးဝင်လေထွက်လေဘလို့ဖြစ်မှန်းလည်းမသိခဲ့ဘူးမသိပဲနဲ့အသက်ရှင်ခဲ့တဲ့နေ့ရက်တွေမသိပဲနဲ့အသက်ရှင်ခဲ့တဲ့လနှစ်တွေမသိပဲနဲ့အသက်ရှင်ခဲ့တဲ့သက်တမ်းတွေတို့များခဲ့ပါဩလားတို့အသက်တွေ20ကျော်ပြီ30ကျော်ပြီတို့အသက်တွေ40ကျော်တို့အသက်တွေ50ကျော်ပြီ60ကျော်ပြီတို့အသက်တွေ80 80နားတောင်ရောက်လာပြီဒီလိုဝင်လေးရှိမှန်းကောင်းမွန်စွာမသိခဲ့ဘူးဒီလိုထွက်လေးရှိမှန်းကောင်းမွန်စွာမသိခဲ့ဘူးလောကမှာချမ်းသာနေရင်အစင်ပြေနေရင်မိသားစုနဲ့ပျော်ရွှင်နေရင်လူဘဝဟာလူဖြစ်ကြိုးနှက်ပြီလို့ထင်ခဲ့တာဒါတွေဟာဘာမှမဟုတ်ပါလားအနှစ်မပါတဲ့အကာတွေအနှစ်မပါတဲ့အပြင်းတွေတန်ဖိုးကိုကောင်းကောင်းသိလာပါတယ်အခုမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်တင်လိုက်မှဝင်လေလေးရှိနေတယ်ထွက်လေလေးရှိနေတယ်ဝင်လေလေးဖြစ်နေတယ်ထွက်လေလေးဖြစ်နေတယ်တည်ကြည်လိုက်တာစိတ်ကလေးငြိမ်သက်လိုက်တာစိတ်ကလေးအေးချမ်းလိုက်တာဆိုပြီးတော့တမထရဲ့တန်ဖိုးကိုကောင်းကောင်းသိလာတယ်ဒီဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ပြီးရှုမှတ်နေတဲ့ချိန်မှာစိတ်ကလေးဟာငြိမ်နေတာပဲလွင်မျောခြင်းလဲမဖြစ်ဘူးမေ့လျော်ခြင်းလဲမဖြစ်ဘူးဒီစိတ်ဟာစိတ်ကူးတယ်လဲမမျောဘူးတဲ့မိမိရဲ့နာသီဝဝင်လေထွက်လေလေးကိုတတိနဲ့သေချာဂယုစိုက်ပြီးရှုမှတ်နေတဲ့ချိန်မှာစိတ်ကလေးဟာငြိမ်နေတာပဲအဲ့ဒီစိတ်ကလေးငြိမ်နေတော့အေးချမ်းလိုက်တာဝိပဿနာအစဝင်လေထွက်လေကဆိုတဲ့အတိုင်းရှေးဥစွာတည်ငြိမ်တဲ့တမာတိထူထောင်နေတဲ့အချိန်မှာအေးချမ်းလိုက်တာစိတ်ကလေးငြိမ်သက်လိုက်တာဆိုပြီးတော့တမထရဲ့စွမ်းအင်ကိုကောင်းကောင်းသိလာတယ်လူမှုကိစ္စတွေနဲ့သားရေးသမီးရေးကိစ္စတွေနဲ့စီးပွားရေးကိစ္စတွေနဲ့လောကလယ်မှာနေပူပူမိုးရွာမိုးလင်းကမိုးချုပ်သွားလာရှာဖွေနေတုန်းကစိတ်ဤတည်ငြိမ်မှုကိုလည်းမသိဘူးစိတ်ဤငြိမ်ချမ်းမှုကိုလည်းမသိဘူးအခုမှလေဒီခန္ဓာကိုယ်ကြီးကိုကမ္မထာအယုံပေါ်မှာကြာနာပြစ်တင်လိုက်တော့ဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတို့အသက်ရှင်နေတာဒီဝင်လေထွက်လေရှိလို့ပါလားတို့မြအရင်ကအယူမှားခဲ့တာမသေးသေးလို့အသက်ရှင်နေတာပေါ့အယူမှားတာမသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးတဲ့ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တာတန်ဖိုးနော်တန်ဖိုးသိပ်ကြီးတယ်ကိုယ့်ဘဝဘလို့ယက်တီမှမသိခဲ့ဘူးကိုယ့်ဘဝဘလို့ရှင်တန်ခဲ့မှမသိခဲ့ဘူးတန်ဖိုးရှိနဲ့အဲ့ဒီတန်ဖိုးကိုကောင်းမွန်စွာအသုံးချမှဝင်လေလေးရှိနေပါလားထွက်လေလေးရှိနေပါလားဝင်လေလေးဖြစ်နေပါလားထွက်လေလေးဖြစ်နေပါလားနာသီဝမှာလေလေးကတိုးထိဝင်သွားတယ်ဖြောင်းတန်လေးပဲနာသီဝမှာလေလေးကတိုးထိပြီးထွက်သွားတယ်ဖြောင်းတန်လေးပဲစိတ်ကလေးငြိမ်လေးနဲ့တမာတိကိုအရင်ကံပြီးသေချာဂယုစိုက်ကြည့်လိုက်တော့လေလေးကတိုးထိဝင်သွားတယ်လေလေးကတိုးထိထွက်သွားတယ်သေချာမြင်တာနော်ဂယုစိုက်ပြီးတော့ကြည်ပါ
တေချာကြည့်ပါဂယုစိုက်ကြည့်ပါအိတ်ချင်တဲ့စိတ်တွေငိုက်ချင်တဲ့စိတ်တွေအဝင်မခံပါနဲ့သူတော်ကောင်းအလုပ်လုပ်ပြီးဆိုရင်ထိနမိတ်ဒစိတ်ဤမခံခြင်းစေတသိက်ဤမခံခြင်းနဲ့အိတ်ချင်တာလို့ငိုက်ချင်တာလို့ခေါင်းတွေကငိုက်ကနေစိုက်ကနေဖြစ်သွားတာဘလို့ခန္ဓာကြီးလဲဒါရည်သမီးစီးပွားရေးရှာတော့ကတော့အိတ်ရမှမသိငိုက်ရမှမသိဒီကမ္မထန်တရားလေးစီးပြနေတဲ့အချိန်ကျမှအိတ်ချင်တာလို့ငိုက်ချင်တာလို့ဒီခန္ဓာကြီးကငိုက်ကနေစိုက်ကနေရိမ့်ကနေရိုက်ကနေလှုပ်ကနေလှဲ့ကနေဖြစ်သွားတာသူတော်ကောင်းအလို့ကြတော့ခန္ဓာကြီးကကြောက်တယ်လို့ယွန့်တယ်လို့တွန့်တယ်လို့နဲ့ဟိုရှာကြတဲ့တာရည်သမီးစီးပွားရေးကြတော့ရှိလိုက်တဲ့တတ္တိတွေလဲဖြစ်လိုက်ရှာရေးဖွေရေးမှာတတ္တိတွေပြောင်းခဲ့ပြီတဲ့သူတော်ကောင်းရေးကြမှာတတ္တိတွေမကြောင်နဲ့အရေးကြီးပါတယ်ဖြစ်ရမှာကသူတော်ကောင်းရေးကြတော့တတ္တိပြောင်းရမယ်သူတော်ကောင်းရေးမှာတတ္တိပြောင်းနဲ့ကြိုးစားအားထုတ်မှမိမိရဲ့နှာသီးဝမှာရှိနေတဲ့ဖြစ်နေတဲ့ဝင်လေထွက်လေကိုသေချာမြင်မှာတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာကိုယ်ကြီးကတည်ငြိမ်နေပါစေရိမ့်နာမဖြစ်စေနဲ့ခန္ဓာကိုယ်ကြီးကတည်ငြိမ်နေပါစေလှုပ်တာလှဲ့တာမဖြစ်စေနဲ့ခန္ဓာကိုယ်ကြီးကတည်ငြိမ်နေပါစေအိတ်တာငိုက်တာမဖြစ်စေနဲ့တတိထားပေးပါတတိတစ်ချက်ပဲတဲ့အဲ့ဒီတတိတစ်ချက်ဦးစီးပြီးတော့ဝရိယကတွန်းတင်ပြီးတော့ဝင်လေထွက်လေကိုဂယုစိုက်ပြီးတော့ကြည်နေရင်သေချာမြင်တယ်တတိထားပြီးတော့ကြည်ပါအတွေးတွေမလာစေနဲ့ဂယုစိုက်ပြီးတော့အကြည်ပါစိတ်ကူးတွေမလာစေနဲ့အကုန်လုံးပြစ်ထားခဲ့ဒီခန္ဓာနဲ့အရင်တည်ပြီးတော့ကြိုးစားအားထုတ်နေတဲ့အချိန်မှာအတွေးတွေစိတ်ကူးတွေညှော်လင်းချက်တွေမရေရာတာတွေမသေးကြတာတွေမဖြေတာတာတွေဘာတစ်ခုမှမလာစေနဲ့ဒီငြိမ်ခိုင်ခန့်တဲ့အရိယာပုဖြစ်သွားမှငြိမ်သက်တဲ့အရိယာပုဖြစ်သွားမှခန္ဓာပြောသည်မြခန္ဓာပြသည်မြခန္ဓာဖြစ်သည်မြဉာဏ်နဲ့စောင့်ကြည့်နိုင်ပါတတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ငြိမ်သက်တဲ့အရိယာပုဖြစ်အောင်ကြိုးစားဒီတက်တဲ့အရိယာပုဖြစ်အောင်ကြိုးစားမယိမ့်မယိုင်တဲ့အရိယာပုဖြစ်အောင်ကြိုးစားပါမိမိရဲ့နှာသီးဝဝင်လေထွက်လေလေးအရှိန်မြင့်လာပြီတမာတိတွေအားကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်ပါနှာသီးဝဝင်လေထွက်လေရှုမှတ်ပြီးတော့ငြိမ်သက်တဲ့တမာတိတွေအားကောင်းလာပြီဆိုရင်နှာသီးဝဝင်လေထွက်လေကိုဖြုတ်ပြီးခန္ဓာဘက်ကိုညံလှည့်ကြည့်ပါတမာတိအာမကောင်းသေးတဲ့ပုဂ္ဂိုလ်များကဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိဆက်လက်ထူထောင်ပါတို့များတော့တမာတိတွေအားကောင်းလာပြီစိတ်လည်းငြိမ်လာပြီအရိယာပုလည်းတည်လာပြီမယိမ့်မယိုင်တဲ့တမာတိမြင့်တက်လာပြီဆိုရင်နာသီဝဝင်လေထွက်လေဖြုတ်ပြီးတော့ခန္ဓာဘက်ကိုညံလှည့်ကြည့်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲဉာဏ်နဲ့စောင့်ကြည့်ပါယောဂီတို့တမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီ
ဒီကြီးခံခန့်တဲ့တမာရီမြင့်တက်တဲ့တမာရီရတဲ့ပုဂ္ဂိုလ်များကခန္ဓာဘက်ကိုညံလဲကြည့်ပါခန္ဓာကြီးကနားတယ်လို့ပြောမယ်ခန္ဓာကြီးကကျင်တယ်လို့ပြောမယ်ခန္ဓာကြီးကပူတယ်လို့ပြောမယ်ခန္ဓာကြီးကထုံတယ်လို့ပြောမယ်ခန္ဓာကြီးကညောင်းတယ်လို့ပြောမယ်ခန္ဓာဘာတွေပြောညံနဲ့သာစောင့်ကြည့်ခန္ဓာကတော့သူ့အလုပ်သူပြမှာပဲညံကလည်းကိုယ့်အလုပ်ကိုလုပ်ယုံမရှိတယ်ခန္ဓာတဲ့ဒုက္ခတွေစုပြုံရှိနေလို့ခန္ဓာလို့ခေါ်တာတဲ့ခန္ဓာမှာဒုက္ခကတစ်မျိုးတစ်မည်တည်းရှိတာမဟုတ်ဘူးတဲ့ဟောဒီခန္ဓာကြီးမှာဒုက္ခတွေစုပြုံပြီးတော့ရှိနေတာနာတတ်တဲ့သဘောတွေရှိတယ်ကျင်တတ်တဲ့သဘောတွေရှိတယ်ကြိုက်တတ်တဲ့သဘောတွေရှိတယ်တက်စစ်စစ်နဲ့ခဲတတ်တဲ့သဘောတွေရှိတယ်ညောင်းတတ်တဲ့သဘောတွေရှိတယ်ထုံတတ်တဲ့သဘောတွေရှိတယ်ပူတတ်တဲ့သဘောတွေရှိတယ်အေးတတ်တဲ့သဘောတွေရှိတယ်စူတတ်တဲ့သဘောတွေရှိတယ်အောင့်တတ်တဲ့သဘောတွေရှိတယ်နာကျင်ကြိုက်ခဲညောင်းထုံပူအေးစူအောင်ဆိုတဲ့ဝေဒနာတွေဒဏ်တွေဖောက်ပြန်မှုတွေဘယ်မှာရှိတယ်လဲဆိုရင်ခန္ဓာမှာရှိတာတဲ့ဒါကြောင့်ပြောပါတယ်ဒုက္ခတွေစုပြုံရှိနေလို့ခန္ဓာတဲ့အဲ့ဒီဒုက္ခတွေစုပြုံရှိနေတဲ့ခန္ဓာကြီးကိုဝေဒနာများစွာရှိနေတဲ့ခန္ဓာကြီးကိုဒဏ်တွေများစွာရှိနေတဲ့ခန္ဓာကြီးကိုဖောက်ပြန်မှုများစွာရှိနေတဲ့ခန္ဓာကြီးကိုမလိုချင်ဘူးဆိုရင်ဉာဏ်နဲ့စောင့်ကြည့်တယ်သိရကြည့်ပါတယ်ဒုက္ခတွေစုပြုံရှိနေတဲ့ခန္ဓာကြီးကိုမလိုချင်ဘူးဆိုရင်ဉာဏ်နဲ့သာစောင့်ကြည့်ပါခန္ဓာကနာမယ်အဲ့ဒီနာတာလဲဒုက္ခသစ္စာပဲခန္ဓာကြီးကကျင်မယ်အဲ့ဒီကျင်တာလဲဒုက္ခသစ္စာပဲခန္ဓာကြီးကကြိုက်မယ်ခဲမယ်အဲ့ဒီကြိုက်ခဲတာတွေလဲဒုက္ခသစ္စာပဲခန္ဓာကြီးကညောင်းမယ်ထုံမယ်အဲ့ဒီညောင်းတာထုံတာတွေလဲဒုက္ခသစ္စာပဲခန္ဓာကြီးကပူမယ်အေးမယ်အဲ့ဒီပူတာအေးတာတွေလဲဒုက္ခသစ္စာပဲခန္ဓာကြီးကစူးမယ်အောင့်မယ်အဲ့ဒီစူးတာအောင့်တာတွေလဲဒုက္ခသစ္စာပဲဩတလုံးနဲ့ပြောတော့ခန္ဓာကြီးကဒုက္ခသစ္စာကြီးပါလားလိုချင်စရာတစ်ခွက်မှမရှိတဲ့ဒီခန္ဓာနှစ်သက်စရာတစ်ခွက်မှမရှိတဲ့ဒီခန္ဓာတက်မဲ့စရာတစ်ခွက်မှမရှိတဲ့ဒီခန္ဓာတွေ့တာမြတ်နိုးစရာတစ်ခွက်မှမရှိတဲ့ဒီခန္ဓာမတင့်တယ်တဲ့အတုပဒီခန္ဓာဒုက္ခသစ္စာတဲ့အဲ့ဒီခန္ဓာဒုက္ခသစ္စာကြီးကိုမလိုချင်ဘူးမနစ်သက်ဘူးမလိုချင်ဘူးမနစ်သက်ဘူးမလိုချင်ဘူးမနစ်သက်ဘူးဩတကယ်အသုံးမကျတဲ့ခန္ဓာကြီးပဲဆိုရင်မလိုချင်တော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးတော့ဉာဏ်နဲ့သာစောင့်ကြည့်ပါလိုချင်တာကတခြားမဟုတ်ဘူးတဲ့လိုချင်တာကတက်နာသစ္စာဖွဲတော့သမှုဒေယသစ္စာဆင်းရဲကြောင်းနေဘာလေးပဲလိုချင်ဆင်းရဲကြောင်းဇနီးခင်မုန်းနေအပြန်လန်တက်မှတ်ပြီးလိုချင်တာလဲဆင်းရဲကြောင်းမိမိတို့ရဲ့မိဘသားသမီးကိုတက်မှတ်ပြီးလိုချင်နေတာလဲဆင်းရဲကြောင်းရှာဖွေနေတဲ့စီးပွားဥစ္စာတွေလိုချင်နေတာလဲဆင်းရဲကြောင်းပုံဘဝခန္ဓာတွေထပ်လိုချင်နေတာလဲဆင်းရဲကြောင်းတကယ်ချမ်းသာမဲ့ထင်ပြီးနတ်ပြည်ဘုံဘဝလိုချင်နေတာလဲဆင်းရဲကြောင်းတကယ်ငြိမ်းချမ်းမဲ့တင်ထင်ပြီးတော့ဗျမဘဝလိုချင်နေတာလဲဆင်းရဲကြောင်းလိုချင်နေရင်ဆင်းရဲကြောင်းနဲ့ကိုယ်ခန္ဓာကိုခင်နေတာလဲဆင်းရဲကြောင်းနဲ့ပုံဘဝတွေကိုလိုချင်နေတာလဲဆင်းရဲကြောင်းနဲ့တလုံးနဲ့ပြောတော့တဏှာပေါ့
အဲ့ဒီလိုချင်မှုတဏှာသမုဒိယသစ္စာကိုအကြောင်းတရားကိုဉာဏ်နဲ့တတ်ရတာတဲ့ဘုရားပေးတဲ့ဉာဏ်ပဲလိုချင်တာမှန်သမျှဆင်းရဲကြောင်းတဏှာသမုဒိယသစ္စာအဲ့ဒီလိုချင်တာမှန်သမျှဆင်းရဲကြောင်းတဏှာသမုဒိယသစ္စာကိုယောဂီတို့ကဉာဏ်နဲ့တတ်ရမှာတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါဒီခန္ဓာကိုယ်ကြီးထဲမှာအကောင်းတစ်ခုမှမရှိပါဘူးပြောခဲ့ပါပြီဒုက္ခတွေစုပြုံနေလို့ခံတာတဲ့နာတာကိုမနာနဲ့လို့အမိန်ပေးလို့မရဘူးကျင်တာကိုမကျင်နဲ့လို့အမိန်ပေးလို့မရဘူးပူနေတာဆူးနေတာကိုမပူနဲ့မဆူးနဲ့လို့အမိန်ပေးလို့မရဘူးတဲ့ဩလိုချင်မှုတဏှာကြောင့်ဒုက္ခတွေရတာပါလားဒီပုံစံဒီခန္ဓာလည်းမလိုချင်တော့ဘူးနတ်ပုံစံနတ်ခန္ဓာလည်းမလိုချင်တော့ဘူးဗျမပုံစံဗျမခန္ဓာလည်းမလိုချင်တော့ဘူးရှင်းရှင်းပြောမယ်ဘယ်ပုံဘဝမှမလိုချင်တော့ဘူးဆိုရင်ရချင်တယ်လိုချင်တယ်ဆိုတဲ့တဏှာသမုဒိယသစ္စာကိုဉာဏ်နဲ့နိုင်အောင်တတ်ပါတဲ့အာကိုရမှာကဉာဏ်အာထောရမှာကဝိပဿနာဉာဏ်ကိုအာကိုပြီးဝိပဿနာကိုတွင်တွင်အားထုတ်ရင်အကျဉ်းချင်းအားထုတ်ရင်ဇွဲရှိရှိနဲ့အားထုတ်ရင်လိုချင်မှုတဏှာပါပြီးတော့အပိသေသွားမှာတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါယောဂီတို့ရဲ့ခန္ဓာအိမ်ကြီးကိုစောက်လုပ်ပေးတာကတဏှာလက်သမားပဲတဏှာလက်သမားကလူဘလိုချင်တယ်ဆိုလူဘခန္ဓာအိမ်ကြီးကိုစောက်လုပ်ပေးတာနတ်ဘဝလိုချင်တယ်ဆိုရင်နတ်ဘဝခန္ဓာအိမ်ကြီးကိုစောက်လုပ်ပေးတာဗျမဘဝလိုချင်တယ်ဆိုရင်ဗျမဘဝခန္ဓာအိမ်ကြီးကိုစောက်လုပ်ပေးတာဩတို့ဘုံဘဝခန္ဓာတွေကိုစောက်လုပ်ပေးတာတဏှာဆိုတဲ့လက်သမားဆရာကြီးပါလားဘုရားရှင်ကိုတော်မြတ်ကြီးဥဒန်းကျူးခဲ့တာဒါပဲသမုဒိယသစ္စာကိုအပိသက်ရင်တဏှာကိုအပိသက်ရင်ဟဲ့တဏှာယောက်ျားလက်သမားနင့်ကိုငါဉာဏ်ဆိုတဲ့မက္ခသစ္စာနဲ့အပိသက်လိုက်ပြီဘယ်ဘုံဘဝဘယ်ခန္ဓာမှာဟဲ့တဏှာယောက်ျားလက်သမားနင်းစောက်လုပ်ပေးเสียမလိုတော့ဘူးလို့ဘုရားရှင်ကိုတော်မြတ်ကြီးဥဒန်းကျူးတယ်လို့ယောဂီတို့လည်းကြွေးကြော်နိုင်အောင်ကြိုးစားအားထုတ်ပါကိုယောဂီတို့ဝိပဿနာတရားကိုကြိုးစားအားထုတ်နေတာခန္ဓာအင်ကိုစောက်လုပ်ပေးတဲ့တဏှာဆိုတဲ့လက်သမားဆရာကြီးကိုတတ်နေတာပညာမက်ဆီနဲ့ရှာလိုက်တော့တွေ့ပြီဒီတဏှာဆိုတဲ့လက်သမားဆရာကြီးကြောင့်ဘဝခန္ဓာအိမ်တွေအကျဉ်းချင်းရအကျဉ်းချင်းသေးအကျဉ်းချင်းအိုနာသေးပွဲနဲ့နှွယ်ခဲ့ရတာဩပညာမျက်စိနဲ့ရှာလိုက်တော့ဒီတဏှာလက်သမားဆရာကြီးကြောင့်တို့ဘဝခန္ဓာတွေအမျိုးမျိုးရနေတာပါလားဟဲ့တဏှာယောက်ျားလက်သမားငါနင့်ကိုညံနဲ့အပြီးသတ်မယ်ခန္ဓာအိမ်တွေနင်းဆောက်လုပ်ပေးเสียမလိုတော့ဘူးကြွေးကြော်ရဲဖို့အရေးကြီးပါတယ်တတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါဉာဏ်ကိုအသုံးမချအားကိုးရင်တော့တဏှာရဲ့စေခိုင်းရာဘုံဘဝတဏှာလက်သမားရဲ့စောက်ပေးရာဘုံဘဝပြန်ပြီးတော့ရနေမှာဝိပဿနာတရားကိုဉာဏ်သွင်းပြီးအားထုတ်နေတဲ့အချိန်မှာတဏှာလက်သမားအဝင်မခံပါနဲ့
ယောဂီတို့တရားထိုင်လာတာအချိန်မိနစ်20ကျော်လာတော့နားလာမယ်ကျင်လာမယ်နားလာမယ်ကျင်လာမယ်ဆိုတော့ပြင်းကျင်နဲ့တဏှာလက်သမားဝင်တတ်တယ်နော်ဟိုတဏှာလက်သမားနေပြီနင်နာပြီလေးကျင်နာလေးနင်နာတာကျင်နာလေးကိုပြင်လိုက်ဟောဘသူဝင်တာလဲဆိုတဏှာဝင်တာအဲ့ဒီတဏှာလက်သမားဆရာကြီးဝင်မခံနဲ့ပူလာပြီပူတယ်ဆိုပြင်လိုက်လေဆိုတဏှာလက်သမားဝင်လာရင်ညံကထွက်ပြေးမှာပေါ့အဲ့တော့တဏှာကိုအဝင်မခံနဲ့ကျင်းပါစေဒါခန္ဓာရဲ့သဘောစူပါစေအောင်ပါစေဒါခန္ဓာရဲ့သဘောပြင်းကျင်တဲ့တဏှာအဝင်မခံနဲ့ညံနဲ့သာမောင်းထုတ်ဟဲ့တဏှာယောက်ျားလက်သမားနင်ငါခန္ဓာအင်ကြီးကိုပြန်ပြီးတော့မဆောက်ချင်နဲ့နင်လာမလာခန္ဓာဒုက္ခသစ္စာပဲငါကျင်တာကိုဟဲ့တဏှာနင်ပြင်းမပြင်းဒုက္ခသစ္စာပဲအဲ့ဒီဒုက္ခသစ္စာကိုငါညံဥသိပြီးကြည်နေပြီတဏှာငါခန္ဓာနာကိုလာတောင်မကတ်နဲ့ဆိုပြီးတော့ယောဂီတို့ကညံနဲ့မောင်းထုတ်ရမှာတဏှာကိုညံနဲ့မောင်းမထုတ်ဘူးဆိုရင်အဲ့ဒီတဏှာကဟဲ့ညံနင်ရှုနိုင်ရင်လည်းခဏပဲနင်ကြည်နိုင်ရင်လည်းခဏပဲငါဆိုတဲ့တဏှာလည်းတမကခန္ဓာထဲမှာအမြဲကိန်းပြီးတော့နှိပ်စက်နေတာနာကျင်မှုတွေလည်းငါကလှုပ်ဆောင်ပြီးတော့ပြင်ပေးနေတာဟဲ့ညံနင်ထွက်ပြေးဆိုပြီးတော့ညံကိုအပြေးမခံနဲ့တကယ်နှင်းထုတ်ရမှာကတဏှာသဘောပေါက်ပြီပါမိမိရဲ့ခန္ဓာကိုအမျိုးမျိုးနှိပ်စက်နေတာတဏှာပဲအဲ့ဒီတဏှာကိုညံနဲ့အတွင်မောင်းထုတ်အနာတောင်အကန့်မခံနဲ့ခန္ဓာကြီးကကျင်တယ်ပူတယ်စူးတယ်အောင့်တယ်ဖြစ်ပါစေပေါ့ဒါခန္ဓာရဲ့သဘောပဲငါသဘောဆိုတာမရှိဘူးဘုရားရှင်ကိုရမကြီးကဟောပြီးသားပဲအတ္တဟိအတ္တနောနာထောအတ္တဟိမိမိကိုယ်တိုင်ကြိုးစားအားထုတ်ထားသောဝိပဿနာဉာဏ်သည်သာလျင်အတ္တနောမိမိဤနာထောကိုးကွယ်ရာယောဂီတို့ရဲ့ကိုးကွယ်ရာအစစ်ကဝိပဿနာဉာဏ်နဲ့အဲ့ဒီကိုးကွယ်ရာအစစ်ဆိုတဲ့ဝိပဿနာဉာဏ်နဲ့နာရာကိုပြင်ကျင်တဲ့တဏှာကျင်နာကိုပြင်ကျင်တဲ့တဏှာပူရာကိုပြင်ကျင်တဲ့တဏှာခန္ဓာဖြစ်သည်မြပြင်ကျင်တဲ့တဏှာကိုဝိပဿနာဉာဏ်နဲ့မောင်းထုတ်အသေးသက်တယ်ဖះပြောတာဒါပဲအာဂုဝါမကဉာဏ်နဲ့ငါမဟုတ်ဘူးတဲ့အဲ့ဒီငါကတဏှာကိုတွားပြင်ခိုင်းတာပဲငါနာတယ်ဟဲ့ပြင်လိုက်လေတဏှာကပြောတယ်ငါကပြင်တော့ပြင်ခြင်းနဲ့တဲ့ဉာဏ်ကဟိုမဲ့ကြည်စမ်းကြိတ်မိတ်ပြီးတော့ရှုနေတာအဲ့ဒီဉာဏ်ငေးနေတဲ့ချိန်ငိုင်နေတဲ့ချိန်တွေးနေတဲ့ချိန်ငါဝင်ပြီးတော့နာတဲ့သဘောကျင်တဲ့သဘောကိုပြင်มาပေါ့တယ်တဏှာကယောဂီတို့နားမှာတွဲကပ်နေတာနော်အခွင့်အလမ်းမရှိသေးလို့မဝင်သေးတာအဲ့ဒီတဏှာကိုဝင်မခံနဲ့တဲ့ယောဂီတို့တရားရှုမှတ်နေတဲ့အချိန်ဆိုတာဘာမှကြာတာမဟုတ်ဘူးဒီအချိန်လေးမှာတဏှာကိုဉာဏ်နဲ့မောင်းထုတ်တာအနာလည်းအကပ်မခံနဲ့ခန္ဓာရဲ့လည်းအဝင်မခံနဲ့တတိထားပါဝရိယစိုက်ပါပညာဉာဏ်နဲ့သိချစောင့်ကြည့်ပါနာရဲနာရဘလို့လဲဘလို့နာရလဲနာရဲသဘောကဘလို့လဲဆိုတာဉာဏ်နဲ့စောင့်ကြည့်ရှေ့နာရလေးနဲ့နောက်နာရလေးမတူပါလားဘယ်တူမလဲရှေ့နာရလေးကပြက်သွားတယ်နောက်နာရလေးအစာထိုးတယ်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေနေုံပဲရှေ့ကျင်လာတယ်နောက်ကျင်ပြန်ပြီစောစောကစစ်နဲ့ကျင်နေတယ်အခုတအားကျင်လာပြီစောစောကစစ်နဲ့ကျင်တဲ့သဘောလေးကမရှိတော့ဘူးပြတ်သွားပြီနောက်ပြင်းထန်ကျင်တဲ့သဘောလေးအစာထိုးတယ်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေးလိုက်သိပေးရမှာကဉာဏ်ရဲ့အလုပ်ပဲရှေ့ကဖြစ်နေတဲ့ဒုက္ခသစ္စာကခန္ဓာရဲ့အလုပ်ပဲခန္ဓာဖြစ်ပြီးပြက်တာကျင်တဲ့သဘောလေးဖြစ်ပြီးပြက်တာဒုက္ခသစ္စာသိပေးရမှာကမဂ္ဂသစ္စာသူ့အလုံးနဲ့သူလှုပ်သွားတာနော်သူ့အလုံးနဲ့သူလှုပ်သွားတာရှေ့ကကျင်တဲ့သဘောလေးဖြစ်ပြီးတ
ဖြစ်တဲ့ဖြစ်နေတာမဟုတ်ဘူးပြက်ပြီးဩဖြစ်နေပါလားဟောဒီဖြစ်တဲ့သဘောတွေမမြဲပါလားအနိစ္စပြက်သွားပြီဩဒုက္ခသစ္စာသိလိုက်တာကဉာဏ်မဂ္ဂသစ္စာမတူဘူးနော်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးမတူသိလိုက်တာကဉာဏ်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးနဲ့မတူသိလိုက်တာကဉာဏ်ရှေ့ပူတာလေးနဲ့နောက်ပူတာလေးနဲ့မတူသိလိုက်တာကဉာဏ်ဩခန္ဓာကြီးကအမြဲတမ်းနာနေတာမဟုတ်ဘူးအမြဲတမ်းကျင်နေတာမဟုတ်ဘူးဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေးလိုက်ရှေ့ဖြစ်ပြီးပြက်သွားတဲ့သဘောလေးအစားထိုးတဲ့သဘောလေးကိုဉာဏ်ကသိပေးလိုက်ရတယ်။ဟောရှေ့ကျင်လာပြီဘလို့ကျင်တာလဲတစစ်စစ်နဲ့ကျင်တာလားမခံနိုင်အောင်ကျင်တာလားအယိုးတွေကြည်သလိုကျင်တာလားသေချာကြည့်ပါဟောရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးမတူပါလားဘယ်တူမလဲဗျတူနေရင်မဟုတ်သေးဘူးဖះကပြောပြီးပြီလေသဗ္ဗေသင်္ခါရအနိစ္စအလုံးစုံသောသင်္ခါရတရားတွေဟာအနိစ္စမှာလမ်းဆုံးတယ်ယောဂီတို့နားလည်အောင်ပြောရင်ပြုပြင်တဲ့တရားမှန်သမျှအပြတ်မှာလမ်းဆုံးတယ်ဖြစ်လာတဲ့တရားမှန်သမျှအပြတ်မှာလမ်းဆုံးတယ်ကျင်တယ်ဖြစ်တာလေဉာဏ်နဲ့ကြည့်တော့မရှိဘူးပြက်သွားတာပဲဩဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေးလိုက်တယ်အရေးကြီးတယ်နော်ဝိပဿနာဆိုတာငါအလုံးမဟုတ်ဘူးဗျဉာဏ်အလုံးတတိထားပါတတိမလို့ပါစေနဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးတိတိအသုံးချပါတရားထိုင်တဲ့အချိန်ဟာဘာမှမကြပါဘူးအသုံးမကျတဲ့ခန္ဓာကြီးကိုကောင်းကောင်းအသုံးချပါယောဂီတို့ကမနာနဲ့ဆိုလဲနာနေမှာပဲယောဂီတို့ကမကျင်နဲ့ဆိုလဲကျင်နေမှာပဲယောဂီတို့ကမအောင်နဲ့ဆိုလဲအောင့်နေမှာပဲအဲ့ဒါခန္ဓာရဲ့သဘောတွေဗျခန္ဓာရဲ့သဘောကိုငါနဲ့မကြည့်နဲ့ဉာဏ်နဲ့ကြည့်အမြဲတမ်းအိုနေရသေနေရတဲ့ဘဝခန္ဓာကြီးကိုသေချာရင်းပြီးတော့နိဗ္ဗာန်နဲ့စွမ်းနိုင်အောင်လဲယူပါတယ်ဝိပဿနာဆိုတာခန္ဓာကိုယဉ်ရတဲ့အလုပ်တဲ့ဒီခန္ဓာကြီးနာရာကျင်နာပူရာဆူရာအောင့်နာလေးမှသီးမခံနိုင်ရင်ခန္ဓာကြီးကိုအရင်မတည်နိုင်ရင်ယောဂီတို့လိုချင်တဲ့တန်တိဒုက္ခနိဗ္ဗာန်ဆိုတာဘယ်ရမလဲဝိပဿနာဆိုတာခန္ဓာကိုအရင်တည်ပြုရတဲ့အလုပ်တဲ့ဒီခန္ဓာကြီးကိုယဉ်ပြီးတော့ရှုရတယ်ခန္ဓာကလည်းအကောင်းတစ်ခုမှမပြဘူးနော်ဘယ်ခန္ဓာဖြစ်ဖြစ်အကောင်းမပြဘူးလူခန္ဓာနတ်ခန္ဓာဗျမခန္ဓာတိဋ္ဌံခန္ဓာဘယ်ခန္ဓာမှအကောင်းမရှိဘူးဒါကြောင့်ဘုရားကဒုက္ခသစ္စာဒီလိုဟောတာနော်ဒုကဆက်ဆုပ်เสียခကအသုံးမကျတာသစ္စာကအမှန်လူခန္ဓာနတ်ခန္ဓာဗျမခန္ဓာတိဋ္ဌံခန္ဓာအပယ်လေးပုံသားတို့ခန္ဓာဘယ်ခန္ဓာပဲဖြစ်ဖြစ်ဘယ်ခန္ဓာပဲရရဆက်ဆုပ်เสียအသုံးမကျเสียအမှန်ကြီးတဲ့ကဲဗျာဖះပြောတာအကောင်းတစ်ခုမှမရှိဘူးအခုယောဂီတို့ရရှိနေတဲ့ခန္ဓာကြီးကလည်းဆက်ဆုပ်เสียအသုံးမကျเสียအမှန်ကြီးဩကိုကတန်တန်ရှင်းရှင်းနေခြင်းနဲ့ခန္ဓာကိုယ်ကြီးကညစ်ပတ်နေတာကိုကခန့်ခန့်ထက်ထက်နေခြင်းနဲ့ခန္ဓာကိုယ်ကြီးကညစ်နွမ်းနေတာကိုကတွတ်တွတ်လဲလဲနေခြင်းနဲ့ခန္ဓာကိုယ်ကြီးကလေးလံထိုင်မိုင်းနေတာကိုကတီတီကြီးကြီးနေခြင်းနဲ့ဒီခန္ဓာကိုယ်ကြီးကရှုပ်ထွေးနေတာကိုကရှင်းရှင်းလင်းလင်းနေခြင်းနဲ့ဒီခန္ဓာကြီးကအမဲဆက်တွေနဲ့ကြီးပြည့်နေတာဩဒုက္ခခန္ဓာကြီးပဲဘုရားပြောတာမှန်လိုက်တာဆက်ဆုပ်เสียခန္ဓာကြီးအသုံးမကျเสียခန္ဓာကြီးဩအခုမှအမှန်တရားကိုကောင်းကောင်းမြင်တာလိုချင်เสียဒုက္ခမှမရှိတဲ့ခန္ဓာကြီးပဲ
နာလိုက်ကျင်လိုက်ပူလိုက်ဆူလိုက်အောင်းလိုက်ထုံလိုက်ညောင်းလိုက်ကြိုက်လိုက်ခဲလိုက်နဲ့လူချင်းစရာတကွက်မှမရှိတဲ့ခန္ဓာကြီးကမလူချင်းစရာတွေကြည့်ပြနေတာယောဂီတွေရဲ့ခန္ဓာကြီးကနာကျင်ကြိုက်ခဲညောင်းထုံပူအေးဆူအောင်းဝေဒနာတွေတန်တွေဖောက်ပြန်မှုတွေဘယ်သူမှမလိုချင်ဘူးအဲ့ဒါတွေကိုမလိုချင်ရင်ညံနဲ့တေချာစောင့်ကြည့်ပါနာပါစေနာရခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်ကျင်ပါစေကျင်တာခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်ပူပါစေပူတာခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်စူပါစေစူတာခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်အောင်ပါစေအောင်တာခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်ညောင်းပါစေညောင်းတာခန္ဓာရဲ့အလုပ်စောင့်ကြည့်ရမှာညံရဲ့အလုပ်ခန္ဓာကလည်းသူ့အလုပ်သူလုပ်ပြနေတာညံကလည်းကိုယ့်အလုပ်ကိုလုပ်ပြီးတော့အနိစ္စကိုမြင်အောင်ကြည့်ုံပဲခန္ဓာမှာပေါ်လာသမျှအနိစ္စနောက်ကစောင့်ပြီးကြည့်နေတာကမက္ခခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ဟောခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဗျာအဲ့ဒီခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေရင်နာပါစေကွာကျင့်ပါစေဒါခန္ဓာရဲ့သဘောတွေပဲသူမရှိငါမရှိယောက်ျားမရှိမိန်းမမရှိပုဂ္ဂိုလ်မရှိတတ္တဝါမရှိအမျိုးသားမရှိအမျိုးသမီးမရှိခန္ဓာမှာဒုက္ခသစ္စာပဲရှိကောင်းကောင်းကြည့်သိလာပါတယ်။ဩယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ငါသူတစ်ပါးဆိုတာမရှိပါလားခန္ဓာမှာဒုက္ခသစ္စာပဲရှိပါလားဆိုပြီးတော့ဉာဏ်ကကက်ခနဲ့ထက်ကနေကက်ကနဲ့ထက်ကနေကြည့်တော့သိလာတာဩခန္ဓာကြီးကဖြစ်ပြီးပြက်နေပါလားဒုက္ခသစ္စာနောက်ကအတွင်းစောင့်ကြည့်တဲ့ဉာဏ်ကမက္ခသစ္စာခန္ဓာရဲ့ဉာဏ်ရဲ့ကပ်နေပြီဆိုရင်လိုချင်တဲ့တဏှာမလားဇွဲလန်းတဲ့ဥပါဒံမလားအာထုတ်တဲ့ကံတွေမလားတဏှာဥပါဒံကံဆိုတော့သမုဒယသစ္စာသေးတာပေါ့အဲ့ဒီသမုဒယသစ္စာသေးပြီဆိုရင်နောင်စာတိဒုက္ခချုပ်တာပေါ့ခန္ဓာဖြစ်ပြီးပြည့်လို့ဒုက္ခသစ္စာအတွင်စောင့်ကြည့်တဲ့ဉာဏ်ကမေဃသစ္စာတဏှာဥပါဒံကံတွေသေသွားတာကသမုဒယသစ္စာနောင်ဒုက္ခတွေရုပ်သိမ်းချုပ်ငြိမ်းတာကနိရောဓသစ္စာယောဂီတို့ရဲ့ခန္ဓာထဲမှာသစ္စာ၄ချက်စိုက်အောင်သစ္စာ၄ချက်ကြိုက်အောင်ဇွဲရှိနဲ့တီးခံပြီးတော့ရှုကြည့်ပါတတိထားပါတတိမလွတ်ပါစေနဲ့အချိန်ငယ်အတွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းတဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားရုပ်တရားကလည်းဖြစ်ပြီးတော့ပြည့်နေပါလားနန္တရားကလည်းဖြစ်ပြီးတော့ပြည့်နေပါလားယုံနံတစုံစီပြစ်ပြီးတော့ပြက်နေပါလားဆိုဉာဏ်တစ်ခုနဲ့ဆင်ကျင်လိုက်ပါယုတ်ကလည်းဖြစ်ပြီးတော့ပြက်နာကလည်းဖြစ်ပြီးတော့ပြက်ယုံနံတစုံစီအတွင်ဖြစ်ပြီးတော့ပြက်နေပါလားဆိုဉာဏ်တစ်ခုနဲ့ဆင်ကျင်ကြည့်ပါအချိန်စေပြီးတဲ့တရားချတော့မယ်တဲ့တိလိုက်တဲ့စိတ်ကလေးဒီနတ်တရားတရားချဖို့ပြင်လိုက်ဆင်လိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ရုပ်တရားယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့ပါတယ်တိမ်မွေ့ပါတယ်ယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီ